real pan real flower ပဲပန်းခူးတာခူးတယ်ပန်းအစ်စ်တွေဒီနေ့ surprise လုပ်စရာရှိတယ် Happy Mother Day ဆိုတော့ဆိုင်မှာတငယ်ချင်းကသူ့မှာသမီးလေးတယောက်ရှိတယ်ဆိုတော့သူ့ကို Happy Mother Day သူကတနိုင်မှလာမှာ surprise လုပ်ရမယ် Mother Day surprise real အစ်စ်ပဲနော်မှန်ကတော့အစ်စ်ပဲဟာဟာဟာအဲ့တော့အစ်စ်ပဲ surprise လုပ်ရမယ်သူလာလို့ရှိရင် Happy Mother စောစီစီတကယ်တော့အမေကိုတတိယနေရဟော Happy Mother Day Father Day ကတော့နေ့တိုင်းမှာပဲခင်လေးအဖို့ကတော့ဒါပေမဲ့ဒီနေ့ကတော့ပို့ပြီးတော့တတိယတာပေါ့နော်ဆိုတော့ဟိုအမေတွေအားလုံးကိုဟိုပျော်စေခြင်းနဲ့ surprise လုပ်ရမယ် Happy Mother Day Happy Mother Day ပန်းအစ်စ်လေးနဲ့ surprise လုပ်ဖို့ပါသူလာလို့ရှိရင် Happy Mother Day surprise လုပ်ပါမယ်ပန်းအစ်စ်လေးနဲ့သူလာအောင်စောင့်လိုက်အောင်တနိုင်ခွဲမှဝင်ရမှာသူက night shift ဆိုတော့ဆက်ပြီးတော့ကြည်ပေးပါအခုသူ့စောင့်နေပါတယ်our mother come ready Ay, pues may sumali ka na. Can mo? Okay, start. Atay, customer want to see. Atay, customer want to see. Atay, customer. Find you. Ma, wait ah. Ma, wait ah, ma. Just only she coming. Sorry ah, ma. Just only she coming ah. Yeah, thumbprint first. Thumbprint first. Happy Mother's Day. Oh. Happy Mother's Day, my lovely sister. Inside, you sure you happy one? Mother Day ပါ Happy Mother Day ပါကဲအမေတွေအားလုံးပျော်ရွှင်ပါစေမမေတွေအားလုံးပျော်ရွှင်ကြပါစေ